ကြည့်ကြပါဦးပြီးပေါ်ကြီးကငါတို့ကျောင်းမှာတန်ပေးခဲ့ရတဲ့ပုံကြီးကို Facebook page မှာတင်ထားတယ်အီးရှက်လိုက်တာဟမ်ဟုတ်လားဒါပေမဲ့ငါချောနေတာပဲတူပဲငါလည်းချောနေတယ်ဟာအော်အရေးတဲ့နင်တို့နှစ်ယောက်ကချောနေကြသေးတယ်အဲ့ဒါကြောင့်ငါတို့ဓာတ်ပုံရိုက်ခံလိုက်ရပါတယ်လို့ထင်နေတာလက်ဆက်သက်တော့ပြီးပေါ်ဖြစ်နေရဲ့ပြီးပေါ်အကျင့်ပုတ်ဟဲ့အီမော်နင်ဦးလေးအိမ်မှာရှိတယ်မလားငါတို့ပုံမြင်သွားပြခိုင်းရအောင်လေဦးလေးဆိုင်ပြောပြတဲ့ပုံမြင်နားမထောင်ရတာကြာနေပြီဟာအေးဟုတ်သားပဲနော်ဦးလေးဆိုင်နဲ့မတွေ့ရတာတောင်ကြာနေပြီသွားကြမယ်လေအမလေးအခုမှဦးလေးဆိုင်ကိုတတိယနေကြတယ်ရှိပါအိမ်မှာသူအားရလားမသိဘူးဟာနင်ကလေည9 နာရီပဲဖြစ်နေပြီအားမပါဟာအေးအဲ့ဒါဆိုလေငါအိမ်ကိုကူးကြရအောင်ဟဲ့နင့်မှာဓမီရှိရမလားရှိပါငါအစ်စ်မြင့်ထားတဲ့လင်းရပြည့်ရှယ်ဓမီရှိရလေအော်အရေးထဲမှာသူ့ဓမီကိုကြောညာဝင်နေတယ်ကွာကဲယူစရာရှိတာယူတခါတည်းသွားမယ်ဒါနဲ့နင်တို့ငါအိမ်မှာအိမ်မဲဆိုရင်နင်တို့အမေတွေစီမှာခွင့်တောင်းပြီးတော့မှတခါတည်းညာရေးဝတ်စုံလေးယူခဲ့ကြအေးဟာအဲ့လိုဆိုလဲနောက်10မိနစ်လောက်နေမှပဲအိမ်ရှိမှတွေ့မယ်ဒီလိုနဲ့3ယောက်သားသမီးတလက်ညာအိတ်ဝတ်စုံကိုစီနဲ့ညာကြီးမင်းကြီးအီမော်တို့အိမ်ကိုကူးနေကြပါတယ်ဟဲ့နင်တို့နှစ်ယောက်နေအောင်ဘာလို့လဲဟိုနားမှာမဲကြီးကဘာကြီးလဲမသိဘူးနင်ကလေအကုန်မဲတွေပဲကိုအစမ်းလုပ်လို့အေးလေငါဓမီထွန်းထားလို့ဓမီသာမထွန်းထားရင်အကုန်မှောင်နေမှာဒီမှာကြည့်တီတော့အခုချက်ချင်းဓမီပြန်ဖွင့်ငါကြောက်ပါတယ်ဆိုမှနေအောင်တီတော့မဖွင့်နဲ့အောင်ဟိုမှာမိတ်တုံနဲ့မီးအဝါရောင်အစင်းရောင်လေးတွေလင်းပြီးရွေ့နေကြတယ်ဟာနင်တို့ကလည်းငါကြောက်ပါတယ်ဆိုမှမီးပြန်ဖွင့်လို့ဟာအဲ့ဒါပိုးဆုံးကျူးလေးတွေဟာတခြားကြည့်အောင်အီမော်ရဲ့သမီးလေးအောင်လည်းမရှိတော့ချိန်မှာတော့ပိုးဆုံးကျူးလေးတွေရဲ့မီးအောင်လေးတွေကပုံမထင်ရှားလာပါတယ်အေးဟုတ်တာပဲနော်လှလိုက်တာဟေးဒီလိုနဲ့သူတို့လည်းအီမော်ရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ်အကိုဆိုင်ရှိပါသလားရှင်ကျမမကျူလိုက်မှာပြီးပေါ်ရဲ့အန်ဒီလေးပါပြီးပေါ်ဟိုကောင်းလေးညမကြီးလူကြီးကိုလာနောက်နေဘယ်ကနေလာခဲ့ကြတာတော့ဟာကျွန်တော်အိမ်ကနေပဲလာကြတာဒီနေ့ဦးလေးဆိုင်တို့အိမ်မှာပဲအိတ်တော့မလို့လေဒါနဲ့အီမော်ဖေနဲ့မေမေကတော့အိမ်မော်တက်သွားပြီထင်တယ်အေးလာကြကိုနဲ့အမတော့ဖျားကြော်နေကြတယ်ဦးလေးဆိုင်ကိုတတိယလို့ကျွန်တော်တို့လာကြတာပုံမြင်လဲပြခိုင်းမလို့လေဟာမင်းတို့ကလည်းကလေးတွေမဟုတ်တော့တာ။ငါ့ကိုခုချိန်ဒီပုံမြင်ပြောခိုင်းနေကြတော့လားဟာ။ဦးလေးဆိုင်ရလေခလေးပုံမြင်ပြောခိုင်းတာမှမဟုတ်တာ။ဒါနဲ့သမီးတို့အခုဘီးပေါ်အိမ်ကနေကူးလာတော့လမ်းမှာပိုးဆုံးကျူးလေးတွေအများကြီးတွေ့ခဲ့သေးတယ်တကယ်ကြီးလားဘသူပိုးဆုံးကျူးနဲ့ထိခဲ့သေးလဲကျွန်တော်တို့လိုက်တော့ဖမ်းကြည့်သေးတယ်သမီးအောင်တကောင်ဖမ်းမိသေးတယ်ဒါပေမဲ့ပြန်လွတ်ပေးလိုက်ပါတယ်ဘာလို့လဲအဲ့ဒါဆိုရင်တော့မင်းတို့ကိုပြောပြမှရတော့မယ်ကဲဒါဆိုအိတ်ခမ်းနဲ့မြန်သွားကဲအဲ့လိုဆိုရင်အကိုကပိုးဆုံးကျူးတွေအကြောင်းကိုပြောပြမယ်ကောင်းတာပဲတကယ်တော့ပိုးဆုံးကျူးတွေက insect တော်အမျိုးအစားတွေဖြစ်ကြတယ်တဲ့သူတို့တွေကအလင်းအောင်ထုတ်လွှတ်ကြတဲ့ရည်ရွယ်ချက်ကတော့သားကောင်ဖန်မှုနဲ့မိတ်လိုက်ရန်ဆွဲဆောင်တဲ့အချိန်မှာဖြစ်တယ်ပိုးဆုံးကျူးမျိုးစိတ်ပေါင်းက2400ကျော်ရှိပြီးတော့တမပိုင်းစုံနဲ့အပူပိုင်းယာတွေဥတွေမှာတွေ့ရပါတယ်တဲ့ဦးလေးဆိုင်တမပိုင်းစုံဆိုတာဘာကြီးလဲဗျတမပိုင်းစုံဆိုတာကအပူပိုင်းစုံနဲ့ဝင်ရိုးစွန်းစက်ဝိုင်းကြားမှာရှိတဲ့ data အဲ့ဒီ data တွေမှာနွေရာသီနဲ့ဆောင်းရာသီတွေမှာအပူချိန်ပြောင်းလဲမှုမပြင်းထန်ဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်ပူလွန်းတာတို့အေးလွန်းတာတို့မဖြစ်ပဲနဲ့အပူအေးများတာတဲ့စုံကိုခေါ်တယ်ကွဟုတ်ပြီလားအတော်များများတော့ဆူဆွတ်တဲ့ယာတွေဥရုတောအုံနဲ့သားလောင်းတွေအတွက်စာရည်စာပေါ်များတဲ့ data တွေမှာတွေ့ရတယ်တဲ့ပြီးတော့မျိုးစိတ်ပေါင်းက2400ကျော်ရှိပြီးတော့မျိုးစိတ်တစ်ခုစီမှာကိုယ်ပိုင်မီးလင်းတဲ့ပုံစံတွေရှိကြတယ်တဲ့ပြီးတော့ပိုးဆုံးကျူးအကောင်မဖြစ်သေးတဲ့သားလောင်းလေးတွေမှာတောင်မှပဲအလင်းရောင်ထုတ်လွှတ်နိုင်တယ်တဲ့အဓိကတော့ကိုယ်ကိုရံပြူးမဲ့ကိုယ်ကိုစားသုံးမဲ့သားကောင်တွေကိုမစားချင်အောင်လို့အရာမကောင်းဘူးအစိတ်ရှိတယ်ဆိုတဲ့သဘောမျိုးတက်ရအောင်လို့သားလောင်းလေးတွေကလည်း
မီးရောင်တွေထုတ်လွှတ်ကြတယ်တဲ့ မိုက်လိုက်တာနော် ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့စကြက်မြေတွေဆုံးရှုံးတာတွေပိုးသက်ဆေးတွေနဲ့အလင်းရောင်ညဉ့်ညံမှုတွေကြောင့်ပိုးဆုံးကျူးတွေကနေရာတော်တော်များများမှမရှိတော့ဘူးတဲ့လူသားတွေကဖန်တီးတဲ့အလင်းရောင်တွေကလည်းသူတို့အတွက်မျိုးပွားဖို့ရအနောက်ရှက်ဖြစ်တဲ့အတွက်အကောင်ရည်အတွက်လည်းနှဲပါလာတယ်တဲ့ ဦးလေးဆိုင်အလင်းရောင်ညဉ့်ညမ်းမှုဆိုတာရောဘာကြီးလဲယင်မတန့်ရှင်တဲ့မီးအလင်းရောင်ပြောရလားယင် အလင်းရောင်ညဉ့်ညံမှုဆိုတာကမင်းတို့နားလည်အောင်ပြောရရင်တော့လူလုတ်တဲ့အလင်းရောင်တွေကညဘက်ကောင်းကင်မှာများလုံးတာကိုပြောချင်တာလူလုတ်တဲ့အလင်းရောင်တွေဆိုတာကလမ်းမီးရောင်တွေအဆောက်အုံတွေကနေထွန်းထားတဲ့မီးတွေကားတွေဆိုင်းဘုတ်တွေအဲ့လိုအလင်းတွေနဲ့တညလုံးထွန်းထားတဲ့မီးရောင်တွေပဲဆိုပါတော့အလင်းရောင်ညဉ့်ညံမှုရဲ့မြင်သာတဲ့ဥပမာကိုပြပါဆိုရင်တော့မြို့ကြီးတွေမှာဆိုရင်ညဘက်ကောင်းကင်ကြီးကမီးခိုးရောင်တန်းနေတတ်တယ်အလင်းရောင်အားများလုံးတဲ့အခါကျတော့ခြေလေးတွေကိုလည်းတိတ်မတွေ့ရတော့ဘူးပေါ့နောက်တစ်ခုကကြတော့တရိတ်ဆန်တွေကိုလည်းစိတ်ရှုပ်ထွေးစေတယ်လင်းတို့ငတ်နဲ့ပိုးဆုံးကျူးလိုမျိုးပေါ့တဘာဝတရားရဲ့အမောင်တုကိုမိခိုပြီးနေကြတဲ့တတ္တဝါတွေအတွက်အဲ့ဒီတောက်ပတဲ့အလင်းရောင်ကသူတို့အတွက်အနောက်ရှက်ဖြစ်စေတယ်တဲ့ပြီးတော့မီးတွေကိုမလိုအပ်ဘဲနဲ့အမြဲတမ်းဖွင့်ထားရင်မီတာလည်းတက်တာပေါ့မီတာတက်တာထက်ကမှရက်စစ်တက်အားကိုမလိုအပ်ပဲဖြုံးတီးလိုက်သလိုဖြစ်တော့ဖြုံးတီးလိုက်တဲ့ရက်စစ်တက်အားကိုထုတ်လုပ်နေရတဲ့စက်ရုံတွေမှာလည်းမလိုလားအပ်တဲ့ညဉ့်ညမ်းမှုတွေဖြစ်လာစေတာပေါ့အဲ့တော့မီတာကကြလဲဘာဖြစ်လဲငါမီးဖွင့်ထားလိုက်ပါပဲငါမီတာပေးပြီးလိုက်မယ်ဆိုရင်တောင်မှအခုခဏပြောသလိုပဲနောက်ဆက်တွဲအကျိုးဆက်တွေကရှိသေးတယ်ခုချက်ချင်းအကျိုးဆက်တွေကမလာနိုင်သေးရင်တောင်မှပဲနောက်တစ်ချိန်ကြာလို့ကိုယ့်ရဲ့မျိုးဆက်တွေရဲ့လက်ထက်မှာအဲ့ဒီတန်ကိုခံစားရနိုင်တာပေါ့ဘာလို့လဲဆိုတော့ကိုတို့အားလုံးကဒီကဘာကြီးတစ်ခုတည်းကိုပဲမီတင်းနေထိုင်ကြရတာအဲ့လိုလူတွေများလာလို့ရှိရင်ကဘာကြီးကလည်းပြန်လဲပြုပြင်ဖို့အချိန်မရတော့ဘဲနဲ့ပိုပျက်စီးလာနိုင်တယ် အဲ့လိုဆိုရင်တော့နောက်မျိုးဆက်တွေအတွက်စိတ်ပူစရာပေါ့ အဲ့ဒါကြောင့်အီမော်ကိုအကိုအမြဲတမ်းပြောတယ်အိမ်သားမီးတွေချိုးကမ်းမီးတွေမလိုအပ်ရင်ပိတ်ပါဆိုပြီးတော့ အေးမော်မမီးမပိတ်ချင်းရဲ့နောက်ွယ်မှာအဲ့လိုအကျိုးဆက်တွေရှိမှန်းမသိတာအခုအစပြီးအေးမော်မီးတွေကိုမလိုအပ်ရင်ပိတ်ထားပါမယ်ဦးလေးဆိုင် ကဲချက်ချင်းပဲလိမ်မာကုန်ကြပြီအဲ့လိုကြတော့လေမင်းတို့ပုံမြင်ပြောပြတာအကျိုးတော်ရှိသားကဲ10နာရီလဲထိုးပြီအိတ်ကြတော့ ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ပါဗျ ဟေးတီတော်နဲ့အီမော်အိတ်သွားကြပြီလား ဘာလဲပြော တကယ်လို့များပိုးဆုံးကျူးတွေလိုမျိုးမီးလင်းခွင့်ရမယ်ဆိုရင်နင်လင်းချင်လား လင်းချင်တာပေါ့ဟာ ဒါနဲ့နင်ကဘယ်နာကိုလင်းကျင်တာတော့ ငါကာတွန်းကားတွေကမင်းသမီးလေးတွေလိုစပင်းမှာလင်းချင်နေဟာဒါမှစပင်းအရှိကြီးထားပြီးတယောက်တည်းလင်းနေလိုက်မယ်ဟဲ့ ငါကတော့လက်မလင်းချင်တယ်အလဲအဲ့ကြတော့မသိရင်စူပါပါဝါရှိတယ်လို့လက်နဲ့အလင်းပြရမယ် ဒါနဲ့လေပိုးဆုံးကျွေလို့ဖင်မကြီးမီးလင်းနေရင်တော့ဒုက္ခပဲနော် ပိုးဆုံးကျူတွေကဖေမာမီးလင်းတာမှမဟုတ်တာဟဲ့အဲ့ဒါဘိုက်ကြီးကို ဟမ်အဲ့ဒါဘိုက်ဟုတ်လို့လားငါလည်းဖင်ကနေလင်းတာလို့ထင်နေတာအကောင်လို့ဆိုရင်တော့ဘိုက်ပေါ့လူမဆိုရင်တော့ဖင်ပေါ့ဟုတ်ဘူးလား ဟဲ့လူတွေလည်းပိုးဆုံးကျူလိုမျိုးဖေကနေမီးလင်းနေစဉ်းစားကြည့်စမ်းရီးစရာကြီးနေမှာပဲနော် အဲ့တော့လေစပိန်စီလို့ရှိရင်ငါတို့ signal ပြစရာမလိုတော့ဘူးပေါ့ဟာဖင်ကနေကိုယ်မဲ့ဘက်ကိုမီးလင်းပြလိုက်ရုံပဲနော် အေးနော်အဲ့လိုကြတော့လေမိုက်တာဟာ ဟိုကလေးတွေမအိတ်ကြသေးဘူးလား10နာရီခွဲတော့မယ် အိပ်ပါပြီရှင် အိပ်ပါပြီဗျ ကဲအိပ်ကြမယ်ဘီပေါ်မီးပိတ်ငါနောက်လာမဲ့နောက်လာနောင်သားတွေအတွက်ကိုမကြမ်းမာတော့တဲ့ကဘာကြီးကိုမချန်ထားခဲ့ကျင်ဘူး အေးပါဟာနင်ကလေချက်ချင်းရို့ပဲ အေးအခုလိုနောင်လာနောင်သားတွေအတွက်တိတတ်တဲ့အတွက်နောင်ဘဝကြရင်ပိုးဆုံးကျွလိုမျိုးဖင်ကနေမီးလင်းပါစေဗျာ အကျင့်ပုတ် အကိုတက်လာတော့မလားခုထိမအိတ်သေးဘူးလား တကယ်အိပ်ပါပြီဗျာ တကယ်အိပ်ပါပြီရှင်